မိမိ Facebook အကောင့်ထဲကိုသူများတွေခိုးဝင်ရင်အချက်ပေးအောင်ပြုလုပ်နည်းလေးကိုကျွန်တော်မျှဝေပေးပါမယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲက Facebook software တွေကိုနှိပ်ဝင်လိုက်ပါ Okay ကျွန်တော်တို့ရဲ့ Facebook software တွေကိုရောက်လာပြီဆိုရင်တော့ကျွန်တော်များလို့ပြထားတဲ့မီနူပါမြင်းသုံးညောင်လေးကိုထပ်ပြီးတော့နှိပ်ဝင်ပါဒီနေရာကိုရောက်လာရင်တော့အပေါ်ဘက်ကိုဆွဲတင်လိုက်ပါပြီးရင်တော့အောက်နားလေးမှာကျွန်တော်ဝိုင်းပြထားတဲ့ Setting and Privacy ဆိုတဲ့စာတန်းလေးတွေကိုထပ်ပြီးတော့နှိပ်ဝင်ပါပြီးရင်တော့ကျွန်တော်တို့ကအပေါ်နားလေးမှာ Profile ပုံလေးနဲ့ Setting တွေကိုတစ်ချက်ထပ်ပြီးတော့နှိပ်ဝင်ပါOkay Setting တွေကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဆိုင်အောင်ပြတန်းလေးနဲ့စီမို့ရင်အကောင့်စင်တာတွေကိုနှိပ်ဝင်လိုက်ပါOkay ဒီထဲကိုရောက်လာပြီဆိုရင်တော့အပေါ်ဘက်လေးကိုနည်းနည်းဆွဲပြီးတော့ Password and Security ဆိုတဲ့စာတန်းလေးတွေကိုထပ်ပြီးတော့နှိပ်ဝင်လိုက်ပါOkay ဒီနေရာကိုရောက်လာပြီဆိုရင်တော့အပေါ်ဘက်လေးကိုနည်းနည်းဆွဲတင်ပြီးတော့အောက်နားလေးက .in/lf ဆိုတဲ့စာတန်းလေးတွေကိုထပ်ပြီးတော့နှိပ်ဝင်ပေးပါOkay ပြီးတော့ရင်တော့ကိုယ့်ရဲ့ Facebook က profile လေးပေါ်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကိုယ့်ရဲ့ Facebook က profile နဲ့ကိုတစ်ချက်ထပ်ပြီးတော့နှိပ်ဝင်လိုက်ပါOkay ဒါဆိုရင်တော့အခုလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဒီလိုပေါ်လာပြီဆိုရင်တော့အခုကျွန်တော်ဝိုင်းပြထားတဲ့နေရာမှာအမှန်ချစ်ကလေးထည့်ပေးရမှာဖြစ်ပါတယ်အပြာအောင်မှန်ချစ်ကလေးကိုဒီနေရာမှာထည့်ပေးလိုက်ပါဒီလိုထည့်လို့ပြီးသွားရင်တော့ပြီးလို့ပြီးသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက်ပြန်ပြီးတော့ထွက်လိုက်ပါကိုယ့်ရဲ့ Facebook အကောင့်စာမျက်နှာကိုတစ်ချက်ပြန်သွားလိုက်ပါတကယ်လို့ကိုယ့်ရဲ့အကောင့်ထဲကိုကိုမသိအောင်တယောက်ယောက်ကခိုးပြီးတော့ဝင်သုံးနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Facebook စာမျက်နှာမှာဒီနေရာလေးမှာကျွန်တော်တို့ကိုအသိပေးချက်လာပြီးတော့ပေါ်မှာပဲဖြစ်ပါတယ်ဒီတဲ့ကိုတစ်ချက်အနစ်ဝင်လိုက်ပါဒီနေရာမှာကိုယ့်ရဲ့ Facebook အကောင့်ထဲကိုကိုမသိအောင်တယောက်ယောက်ကခိုးပြီးတော့ဝင်သုံးနေပြီဆိုရင်တော့ကိုယ့်ရဲ့ Facebook အကောင့်ထဲကိုခိုးပြီးတော့ဝင်သုံးနေတဲ့ဘယ်ဟိုးမျိုးစားတွေကဝင်သုံးနေတယ်ဆိုတာကိုဒီနေရာမှာအသိပေးချက်ပေးပို့လာမှာပဲဖြစ်ပါတယ်ဒီနေရာမှာတခြားစစ်ဆေးရမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဒီလိုတစ်ခုကြိုးရှိခဲ့တဲ့ဆိုရင် like and share လုပ်ပေးခဲ့ကြပါဦးဗျာ